ဒီဂျွန်လာမှာအသက်82နှစ်ပြည့်ပြီးတော့ကမ္ဘာအသက်ကြီးဆုံးအမျိုးသမီးနိုင်ငံရေးအကျဉ်းသားဖြစ်ရပ်တည်နေတဲ့ကျွန်တော်အမေရဲ့လွတ်လပ်ပြီးအတည်ပြုထားတဲ့အသက်ရှင်ကြောင်းတက်တဲ့အထောက်အထားကိုငင်းပန်ခြင်းအဖြစ်စစ်တပ်ဟာတစေအကျဉ်းသားဆိုတဲ့အယူဆကိုပုံမှန်ဖြစ်အောင်လုံးဝကိုစ조사နေတာဖြစ်ပါတယ်သူ့သားတယောက်အနေနဲ့ဒါကကျွန်တော်နှလုံးသားကိုတိုက်ရိုက်ထိစေပါတယ်ကျွန်တော်အမေဘေးကင်းတယ်ဆိုတာရိုးရိုးရှင်းရှင်းလေးသိချင်တာပါသူ့အတန်ကိုကြားချင်ပါတယ်သူ့မျက်နှာကိုမြင်ချင်ပါတယ်ကျွန်တော်ဘဝကြံရှိနေတဲ့နှစ်တွေမှာကျွန်တော်အမေနဲ့အတူတူအချိန်ဖြုံးခွင့်အခွင့်အရေးလိုချင်ပါတယ် This is not a matter of politics. This is a matter of basic humanity. No family on earth should be denied the right to know if their loved one is still alive. ဒါကနိုင်ငံရေးကိစ္စတွေမဟုတ်ပါဘူးဒါအခြေခံလူသားစားရဲ့ human rights ဖြစ်ပါတယ်ကမ္ဘာမှာရှိတဲ့မိသားစုတိုင်းဟာသူတို့ချစ်ရတဲ့သူအသက်ရှင်နေသေးလားဆိုတာကိုသိခွင့်ကိုညှဉ်းပန်းခံရတာကလုံးဝမဖြစ်သင့်ပါဘူး So today we call on the military regime to do something very simple yet entirely non-negotiable. Provide credible, independently verified proof of life. Not an old photo, not a vague statement, and do it now. Allow immediate independent access by international organisations, including the International Committee of the Red Cross and the United Nations, and release my mother, Aung San Suu Kyi, an 81-year-old Peace Prize laureate, alongside all political prisoners, unconditionally. ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာစစ်အစိုးရကိုအယိုးရှင်းပေမဲ့လုံးဝညှိနှိုင်းလုံးဝမရတဲ့အရာတစ်ခုကိုတောင်းဆိုတာဖြစ်ပါတယ်။ယုံကြည်စိတ်ချရတဲ့တပ်တဲ့အထောက်ထားအသက်ရှင်နေကြကိုပြပါ။ဓာတ်ပုံတစ်ပုံမဟုတ်ဘူး။မရည်မရာပေါ်ပြထားတဲ့အရာလက်ဗီဒီယိုတွေပါမဟုတ်ဘူး။နိုင်ငံတကာချက်ချီနီကော်မတီ ICRC နဲ့ကုလသမဂ္ဂပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကလွတ်လပ်စွာဒီတပ်တဲ့အထောက်ထားကိုမြင်တွေ့ရဖို့အတွက်မီဒီယာတွေနဲ့အတူတူပြဖို့ကိုတောင်းဆိုပါတယ်ကျွန်တော်ရဲ့အသက်82နှစ်အရွယ် Nobel ဆုရှင်ကျွန်တော်မိခင်ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံနဲ့အတူတူနိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းချွင်းချက်မရှိလှုပ်ဖေးဖို့ပဲဖြစ်ပါတယ်စစ်တပ်ဟာတစေအကျဉ်းသားဆိုတဲ့အယူဆကိုပုံမှန်ဖြစ်အောင်လုံးဝကိုစ조사နေတာဖြစ်ပါတယ်သူ့သားတယောက်အနေနဲ့ဒါကကျွန်တော်နှလုံးသားကိုတိုက်ရိုက်ထိစေပါတယ်ကျွန်တော်အမေဘေးကင်းတယ်ဆိုတာရိုးရိုးရှင်းရှင်းလေးသိချင်တာပါသူ့အတန်ကိုကြားချင်ပါတယ်သူ့မျက်နှာကိုမြင်ချင်ပါတယ်ကျွန်တော်ဘဝကြံရှိနေတဲ့နှစ်တွေမှာကျွန်တော်အမေနဲ့အတူတူအချိန်ဖြုံးခွင့်အခွင့်အရေးလိုချင်ပါတယ် This is not a matter of politics. This is a matter of basic humanity. No family on earth should be denied the right to know if their loved one is still alive. ဒါကနိုင်ငံရေးကိစ္စတွေမဟုတ်ပါဘူးဒါအခြေခံလူသားစားရဲ့ human rights ဖြစ်ပါတယ်ကမ္ဘာမှာရှိတဲ့မိသားစုတိုင်းဟာသူတို့ချစ်ရတဲ့သူအသက်ရှင်နေသေးလားဆိုတာကိုသိခွင့်ကိုညှဉ်းပန်းခံရတာကလုံးဝမဖြစ်သင့်ပါဘူး So today we call on the military regime to do something very simple yet entirely non-negotiable. Provide credible, independently verified proof of life. Not an old photo, not a vague statement, and do it now. Allow immediate independent access by international organisations, including the International Committee of the Red Cross and the United Nations, and release my mother, Aung San Suu Kyi, an 81-year-old Peace Prize laureate, alongside all political prisoners, unconditionally. ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာစစ်အစိုးရကိုအယိုးရှင်းပေမဲ့လုံးဝညှိနှိုင်းလုံးဝမရတဲ့အရာတစ်ခုကိုတောင်းဆိုတာဖြစ်ပါတယ်။ယုံကြည်စိတ်ချရတဲ့တပ်တွေ
တွေအထောက်ထားအသက်ရှင်နေကြကိုပြပါဓာတ်ပုံတပုံမဟုတ်ဘူးမရေမရပေါ်ပြထားတဲ့အရာဗီဒီယိုတွေပါမဟုတ်ဘူးနိုင်ငံတကာကြက်ချီနီကော်မတီ ICRC နဲ့ကုလသမဂ္ဂပါဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကလွတ်လပ်စွာဒီတပ်တွေအထောက်ထားကိုမြင်တွေ့ရဖို့အတွက်မီဒီယာတွေနဲ့အတူတူပြဖို့ကိုတောင်းဆိုပါတယ်ကျွန်တော်ရဲ့အသက်82နှစ်အရွယ် Nobel ဆုရှင်ကျွန်တော်မိခင်ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံနဲ့အတူတူနိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းကျွင်းချက်မရှိလွတ်ပေးဖို့ပဲဖြစ်ပါတယ် When this regime can disappear a global figure like my mother with total impunity, withholding her location and denying her access to her family, her legal counsel and her doctors, it shatters the protective shield of visibility for the thousands of other political prisoners in Burma who dare to stand for democracy. ဒီစစ်အစိုးရကျွန်တော်မိခင်လိုကမ္ဘာလုံးဆိုင်ရာပုဂ္ဂိုလ်တယောက်ကိုလုံးဝကင်းလွတ်လွတ်ခွင့်နဲ့ကြောက်ွယ်သွားပြီးဆိုတဲ့နိုင်ငံသူမရဲ့ရက်တီမှုကိုဖုံးကွယ်ထားတာဖြစ်ပြီးတော့မိသားစုနဲ့တွေ့ခွင့်မပေးတာတွေသူမရဲ့ဆရာဝန်တွေနဲ့တွေ့မပေးတာတွေကိုညှင်းပယ်တာတွေကဒီမိုကရေစီအတွက်ရက်တီရဲတဲ့မြန်မာနိုင်ငံကတခြားနိုင်ငံအကျဉ်းသားထောင်ပါများစွာအတွက်ချက်ပို့ပြီးတော့စိုးဝါးတဲ့အရာတစ်ခုဖြစ်ပါတယ်ဒီဟာကိုစစ်အစိုးရနေပြီးတော့ဒီလူသားချင်းဆိုင်ရာ human rights ကိုလုံးဝချိုးဖျက်နေတာဖြစ်ပါတယ် In this enforced darkness, these prisoners face systematic violence, torture, and the denial of basic hygiene and medical care. It is a weaponized campaign of physical and psychological dehumanization. ဒီလိုမျိုးအမှောင်ထဲမှာအကျဉ်းသားတယောက်အနေနဲ့နှိပ်စက်နေတာတွေလုံးဝတန်ရှင်းမှုတွေအခြေခံတန်ရှင်းမှုတွေဆေးဘက်ဆိုင်ရာတွေကိုစောင့်ရှောက်မှုတွေကိုညှင်းပယ်ထားတာကဒီဟာကလူသားဆန်မှုကင်းမဲ့တဲ့လက်နက်လှုပ်ရှားမှုလို့တော့ပြောလို့ရပါတယ် To demand Meme's visibility is to demand that the world also finally looks into the eyes of thousands of other political prisoners whom the regime has tried to erase through calculated cruelty. The world must not stay silent while Meme is hidden from her family and her people. Please continue to speak out. Your voice is her lifeline. Your voice matters. Freedom for Meme, freedom for all. Jesu Timbade. နိုင်ငံတကာမှာရှိတဲ့မီဒီယာတွေကို demand လုပ်တာဖြစ်ပါတယ်။ကြောက်လာတဲ့တူးချင်းစီကိုကျွန်တော်တို့ social media တွေကိုအသုံးပြုပြီးတော့ proof of life အမေစုအမြန်ဆုံးလွတ်မြောက်ဖို့အတွက်အမြန်ဆုံးသက်သေအမေအသက်ရှင်ကျန်းမာနေရဆိုတဲ့သက်သေကိုအမြန်ဆုံးရဖို့အတွက် social media တွေအသုံးပြုပြီးတော့ပုံတွေတင်ပေးပါ awareness တွေ spread လုပ်ပေးပါကိုရီနေတဲ့မြို့နေတဲ့ MP တွေကိုလက်တာတွေရေးပေးပါကိုဘေးနားမှာရှိတဲ့နိုင်ငံသားတွေဒီနိုင်ငံသူဒီနိုင်ငံသားတွေကိုလည်းဆွဲဆောင်ပြီးတော့ပြောပေးပါဒါမျိုးလုံးကိုရီတက်နိုင်တဲ့ဘက်ကပါဝင်တယ်ဆိုတာဒါကိုပြောပါတယ်အဲ့တော့အားလုံးကိုလာပြီးအတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ဒီall in one movement campaign page ကိုလည်း follow ပြီးတော့နောက်ထပ်ရှိတဲ့ဟာ